မနက်ပိုင်းလူကြတဲ့အချိန်လက်ဖက်ရည်ဆိုင်ရဲ့ထောင်စွန်းဝိုင်းလေးမှာကျွန်တော်ထိုင်နေခဲ့တယ်အဲ့ဒီအချိန်မှာဆိုင်ဝန်ထမ်းညီလေးကကျွန်တော်မှာထားတဲ့လက်ဖက်ရည်ကိုလာချပေးတယ်ရုတ်တရက်လက်ချော်လွတ်ကြပြီးလက်ဖက်ရည်ခွက်ကကွဲသွားတယ်ဗျာမင်းတောင်းတော့တေးကြမလုပ်နိုင်ဘူးလားဟေးကောင်ငါတော့ဒေါသထွက်လာပြီတော်တော့သားဆက်မပြောနဲ့တော့ तू လည်းမရည်ရွယ်ပါဘူးသားရီနောက်တစ်ခွက်ထပ်ယူခဲ့ပေးဦးနော်Dearမပူနဲ့သားဒါလည်းဘာဖြစ်လဲနောက်တစ်ခွက်ထပ်ယူခဲ့ပါအောင်နောက်ဆုံးတော့တတိယတစ်ခွက်ကိုအောင်အောင်မြင်မြင်ပဲချပေးနိုင်သွားခဲ့ပါတယ်သားလူဆိုတာတစ်ခါတလေမထင်မှတ်ပဲမှားတတ်ကြတယ်သူခမညာမနဲ့ကလေးကမနာတန်းလုပ်နေရတာပင်ပန်းနေမှာပေါ့လူတွေဟာအမားတစ်ခုကိုလက်ညှိုးထိုးဖို့ပဲပို့ပြီးစိတ်အားထက်သန်တတ်ကြတာသားရဲ့ဆလာအစိုးတွေတဲကအကောင်းကိုရွေးပြီးမြင်တတ်အောင်ကြိုးစားပါလက်ဖက်ရည်ရဲ့အရသာကလူကြီးလူကောင်းဆန်လိုက်တာဗျာ